ဆက်ဆံရေးတစ်ခုမှာဘသူကအရင်စပြီးချင်းကပ်တယ်လဲဆိုတဲ့ကိစ္စဒါကတိတ်အရင်မကြီးတဲ့အသေးအဖွဲကိစ္စတွေတစ်ခုလို့ထင်ရနိုင်ပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့ဒီပြုမှုလေးရဲ့နောက်ွယ်မှာဆက်ဆံရေးတစ်ခုလုံးရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးနိုင်လောက်တဲ့အထိကြီးမားတဲ့အသေးပဲတွေရှိနေတတ်ပါတယ်ဒီတော့ဒီရိုးရှင်းတဲ့အပြုမှုလေးတစ်ခုကဆက်ဆံရေးကန့်ကြမ္မာကိုဘလို့တွေတောင်ပုံဖော်သွားနိုင်တယ်ဆိုတော့အတူတူကြည့်လိုက်ကြရအောင်ဒီစကားကချက်ကပြောတယ်လို့ထင်စေရပါနော်ဒါပေမဲ့တကယ်ကိုအံ့ဩစရာကောင်းလောက်အောင်မှန်းနေတာပါရိုးရှင်းတဲ့အပြုမှုလေးတစ်ခုကနေအငင်းပွားမှုတွေဖောက်ပြန်မှုတွေနောက်ဆုံးကွာရှင်ပြည့်စက်မှုတွေအထိဘလို့ဖြစ်သွားနိုင်တယ်လဲဆိုတာကိုကြည့်ကြရအောင်ပါဒီရှင်းလင်းတင်ပြချက်တစ်ခုလုံးရဲ့အထီးကဇာလန်ကအရန်ကိုရိုးရှင်းတဲ့အခြေအနေလေးတစ်ခုကနဲ့အစတာပါညဘက်မောင်မောင်မီမီမှာတယောက်ကနောက်တယောက်ဘက်ကိုလက်လန်းလိုက်တဲ့အဲ့ဒီအခိုက်အကန့်လေးကနေပေါ့ဒီပြုမှုကို litmus test လို့တော့တင်စားကြတယ်ဆိုတော့ဒါကရုပ်ပိုင်းဆိုင်ရာစန္ဒတက်တဲ့အများကြီးပို့ပါတယ်ကိုတကယ်တမိုးထားရလားဒီဆက်ဆက်ရေးကအဆင်ပြေနေသေးရလားဆိုတော့ကိုတိကျန်တဲ့အဖြေတစ်ခုကိုတိတ်တဆိရှာဖွေနေတာနဲ့တူတူပါပဲကဲအပိုင်းတစ်စွန်းစားမှုကြီးမားတဲ့အဖြူမှုတွန်းပြမှုမရှိတာကအချစ်မရှိတော့ဘူးလို့အတိအပဲတဲရောက်သွားတဲ့အခါဘာတွေဆက်ဖင်လဲကြည့်ကြရအောင်ဒါပေမဲ့ခဏလေးစဉ်းစားကြည့်အောင်လက်တစ်ဖက်ကိုပြန်မကင်တာကတကယ်ပဲညင်းပယ်လိုက်တာလားတကယ်ပဲအဲ့ဒီလိုအတိပယ်တက်ရောက်ရလားတကယ်တော့လေအဲ့ဒီလိုသုံးပြမှုမရှိတာရဲ့နောက်ွယ်ကအကြောင်းရင်းတွေကထင်တလောက်ကြီးကြီးမားမားနေမဟုတ်တတ်ပါဘူးအရန်ရိုးရှင်းတဲ့အကြောင်းပြချက်တွေဖြစ်နိုင်တယ်ဥပမာတနည်းကုံအလိုလုပ်ထားလို့ပင်မနေတာမျိုးဒါမှမဟုတ်ကလေးတွေနဲ့နှပန်းလုံးထားလို့အားကုန်နေတာရုံးကစိတ်ဖိစီးမှုတွေပါလာတာဒါမှမဟုတ်ဘာအကြောင်းပြချက်မှမရှိပဲခဏတာစိတ်မပါတာမျိုးအဲ့လိုတာမန်အကြောင်းပြချက်တွေလည်းဖြစ်နိုင်တာပဲလေအဲ့တော့တကယ်ပြဿနာကလက်ပြမကင်တဲ့အပြုတ်မှုကိုယ်တိုင်မဟုတ်ဘူးဗျာတကယ်ပြဿနာကအဲ့ဒီတိတ်ဆိတ်မှုကြားထဲမှာကိုယ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့မရှင်းလင်းမပြတ်သားမှုကြီးပဲကဲအပိုင်းလေးကိုဆက်သွားကြည့်အောင်မရှင်းလင်းမှုရဲ့အန်ဒီဒီမရှင်းလင်းမှုကနေဘလို့အတိတ်ပဲကောက်လဲမှုတွေဖြစ်လာနိုင်တယ်လဲဆိုတာကိုကြည့်ကြမှာဒီမှာဆိုရင်အဲ့ဒီကွာချက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်တစ်ဖက်မှာကဖြစ်နိုင်ခြေရှိတဲ့အဖြစ်မှန်တယ်ဥမာတို့ကပင်ပန်းနေုံလေးပဲဖြစ်နိုင်တယ်ဒါမှမဟုတ်စိတ်ဖိစီးနေတာဒါပေမဲ့နောက်တစ်ဖက်မှာကျတော့ဘာစကားမှမပြောပဲကိုယ့်ဘာသာကောက်ချက်ချလိုက်ကကြောက်စရာကောင်းတဲ့ယူဆချက်တွေငါ့ကိုယုံနေတာပဲငါ့ကိုမချစ်တော့ဘူးဒီဆက်ဆံရေးကတော့ပြီးပြီဆိုတာမျိုးတွေပေါ့အပိုင်း3ဒီလိုနာကျင်မှုတွေရဲ့နောက်ကွယ်ကအဓိကတွေအခါအချက်တရားဝင်လာတဲ့ခါမှာဘာတွေဖြစ်လာမလဲဆိုတော့ဒီတုံပြန်မှုမရတဲ့ထီးတွဲမှုလေးကဘယ်ချိန်မှအန်တရာယ်ကြီးလာတယ်လဲဆိုတော့လက်လန်းလိုက်တဲ့သူရဲ့စိတ်ထဲမှာကိုမထိုက်တမ်းဘူးကိုမုန်းတီးနေတဲ့စိတ်ရှိနေပြီးတာဖြစ်နေတဲ့ခါမှာပါပဲဒီဖြစ်စဉ်ကတန်တရားလဲသွားတတ်တယ်ပထမဆုံးလက်တစ်ဖက်ကိုလမ်းလိုက်တယ်ပြီးတော့ဟိုဘက်ကဘာတုံးပြန်မှုမှတိမ်မြလိုက်မှုအဲ့ဒီမှာတင်စိတ်ထဲမှာတိတ်တဆိတ်ကောက်ချက်တစ်ခုချလိုက်ပြီးနောက်ဆုံးဆင့်မှာတော့အဲ့ဖြစ်ပျက်လေးကိုရဲ့မထိုက်တန်မှုအတွက်အခါမှာတက်သေးတစ်ခုအဖြစ်မြင်လိုက်တော့တာပဲအပိုင်းလေးကိုမုန်းတီးခြင်းထောင်ချောက်ဒီလိုခံစားချက်ကလူတစ်ယောက်ရဲ့အမှုအကျင့်တွေကိုဘလောက်အထိပြောင်းလဲသွားစေနိုင်တယ်လဲကြည့်ရအောင်ဒီအချိန်ကိုတုံးပြန်ပုံကလူတစ်ယောက်ရဲ့ကိုလေးစားမှုပေါ်မှာအများကြီးမူတည်ပါတယ်ဒီစရာမှကြည့်လိုက်ရင်ရှင်းပါတယ်လုံခြုံမှုရှိတဲ့သူကတခုတော့မားနေပြီမဲကြီးမှာပဲဆိုပြီးအေးဆေးဆေးဆွေးနွေးမှုကိုစတင်တယ်ဒါပေမဲ့ကိုမုန်းတီးတဲ့စိတ်ရှိတဲ့သူကတော့ဒါငါကိုလက်မခံဘူးဆိုတဲ့တက်တည်ပဲဆိုပြီးကောက်ချက်ချပြီးဘာမှမပြောဘဲဖောက်ပြန်တာမျိုးဒါမှမဟုတ်ဒေါသတွေပေါက်ကွဲပြစ်လိုက်ကမျိုးလောက်တတ်တယ်နောက်ဆုံးရလက်ကလုံးဝကိုကွဲပြားသွားတာပေါ့ဒီဖြစ်ပျက်လေးနဲ့တစ်ဆင်ကျွန်တော်တို့အချီရဲမှာကြုံရတဲ့ပုံကြီးတဲ့ပြဿနာတစ်ခုကိုတွေးလိုက်ရတယ်အဲ့ဒါကဘာလဲဆိုတော့ကိုတကယ်လို့ချင်တာကိုထူးဖော်တောင်းဆိုဖို့မစွမ်းဆောင်နိုင်ခြင်းပါပဲအထူးသဖြင့်ကိုဟာပျော်ရွှင်မှုနဲ့မထိုက်တန်ဘူးလို့ခံစားနေရတဲ့အခါမျိုးမှာပေါ့ကဲအခုနောက်ဆုံးအပိုင်းကိုရောက်လာပါပြီဖြစ်ရှင်းနေပေါ့မိကိုဖွင့်လိုက်ခြင်းအဓိကအချက်ကတော့တုံပြန်မှုမရပဲအဲ့ဒီလက်တစ်ဖက်ကိုအမောင်ထဲမှာအကြာကြီးပြစ်မထားသင့်ဘူးဆိုတာပါပဲဒါဆိုရှေ့ဆက်ဖို့ဘာလုပ်ရမလဲပထမဆုံးမိကိုဖွင့်ရဲတဲ့တတိရှိရမယ်ပြီးရင်ကိုယ့်ရဲ့နာကျင်မှုနဲ့လိုအပ်ချက်တွေကိုအေးဆေးဆေးတည်ငြိမ်ထုတ်ဖော်ပြပါနောက်ဆုံးအနေနဲ့အချက်တရားတွေကိုဘေးဖယ်ချီကို့မှာဘယ်လိုရွေးချယ်စရာတွေရှိတယ်လဲဆိုတာကိုစဉ်းစားကြည့်ဖို့ပါပဲဒီစကားကအားလုံးကိုအနစ်ချုပ်လိုက်တယ်လို့ပါပဲကျွန်တော်တို့မှာကြုံတွေ့လာရတဲ့လက္ခဏာတွေကိုမေးခွန်းထုတ်ရဲတဲ့တတိရှိတဲ့တယ်ပြီးတော့အဲ့ဒီကြရတဲ့တုံများမှုအပေါ်မူတည်ပြီးဆက်ဆံရေးရဲ့လမ်းကြောင်းကိုကျွမ်းကျင်စွာပြောင်းလဲပြတဲ့တယ်ဆိုလိုတာကတော့ကိုယ့်ဘဝကိုကိုယ်တိုင်တက်ကြွစွာပုံဖော်ဖို့ပါပဲ
ဒီတင်ပြချက်ကိုစဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်လိုက်ချင်ပါတယ်ဘလို့စကားပြောဆိုမှုမျိုးတွေကအခုချက်ချင်းအလင်းရောင်လိုအပ်နေပါသ